ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာဥက္က channel ကနေပြန်လဲကြိုဆိုလိုက်ပါရနော်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe မလုပ်ခဲ့ရသေးရင် subscribe လုပ်ခဲ့ကြပါဦးနော်ရှေးလွန်လည်ပြီးတော့အခါမရစ်မင်းကြီးရဲ့သမီးတော်သူပါတာမင်းသမီးဟာရွေရောက်တဲ့ခါမှာဘိုင်ယန်နတီမင်းရဲ့မိဘကောင်ကြီးဖြစ်လာခဲ့ပါတယ်သူပါတာဟာလွန်ငယ်သောဘဝကိုမှတ်မိသိရှိလေးရာအချိန်ကျတဲ့အခါမှာရခင်ဘဝကကြံရွယ်ခဲ့သမျှကိုလုပ်ရန်စီမံခဲ့ပါတယ်သူပါတာမိဖုရားဟာအစာစားသုံးခြင်းမရှိပဲတလွန်ထက်တွင်သာခွေနေခဲ့ပါတယ်။ဘာနတိမင်းကြီးသတင်းကြတာနဲ့စိတ်ပူစွာဖြင့်သတင်းလာမေးခဲ့ပါတယ်။မိဖုရားဟာမိမိအတိတ်ဘဝကခင်မွန်းတော်ဆက်ခဲ့မှုတဲ့စရန်စမင်းမော်ထားရှိခဲ့သည့်အညူထို့ကြောင့်ယခုမစားနိုင်ရခြင်းဖြစ်နေကြောင်းချွဲ့နေသောရှောက်တင်ခဲ့ပါတယ်။မင်းကြီးကမိဖုရားကိုစိတ်ချမ်းသာစေရန်ဘာမဆိုလှုပ်ဆောင်ပေးမိဖြစ်ကြောင်းမိတ်သည်ဖြင့်တပီလုံးရှိမုတ်ဆိုးအပေါင်းကိုနိုင်ရင်ပြင်တွင်စုဝေးကြည့်ရှိခွင့်ရရဲ့။မုတ်ဆိုးများစွာထဲမှာသူရုပ်ကြံအင်လက္ခဏာပြည့်ရှိသောတောနုထမုတ်ဆိုးကိုမိဖုရားကြီးကရွေးချယ်ခဲ့ပါတယ်။တောနုထမျိုးမုတ်ဆိုးမှာတမ္မာထောကြိုင်းသည့်သူရုပ်လက္ခဏာပြည့်ရှိသူဖြစ်ပါတယ်။မိဖုရားဟာတောနုထမုတ်ဆိုးကိုရှေးဘဝကနေထိုင်မှုသောစရန်အန်ရှိရာနေရာကိုညွှန်ပြခဲ့ပါတယ်။ဟိမောနာရဲ့အလဲစရန်အန်ကြီးရဲ့နောက်ဘက်မှာရှိတဲ့ရွှေကူကြီးမှာစရန်စင်မင်းဟာမဟာတုပါဒာနဲ့စင်ပေါင်းချံရန်ကနေတော်မူပါတယ်။ငါညွန်ပြတဲ့လမ်းတိုင်းသွားပြီးအဲ့ဒီစင်မင်းကိုတက်ခဲ့စင်တွေကိုဖျက်ယူလာခဲ့ရမယ်အဲ့ဒီအတွက်မောင်မင်းလိုအပ်သမျှကိုထောက်ပံ့ပေးကန်ပြီးကိစ္စပြီးဆုံးအောင်မြင်တဲ့အခါမှာခွန်တသိန်းစီထွက်တဲ့ရွာ900ကိုပေးသနာတော်မူပဲအဲ့ဒီလိုပြောနေစဉ်မှာပဲတုပါဒာမိဖုရားဟာရခင်ဘဝကဆူလာတုပါဒာမိဖုရားဖြစ်စင်ဘဝတွင်ခံစားနေရမှာစရန်စင်မင်းပေါ်မှာအညှိုးဖွဲ့ခဲ့ရသည့်အဖြစ်များအားတွေးမိနေခဲ့ပါတယ်ဟိမောနာတော်မြိုင်၌ဆွတ်ဆွတ်ဖြူ၍နှီးမြန်းသောခြေပြားလက်ဖြားနှုတ်ဖြားခရင်းရှိပြီးအယောင်6ပန်းနှင့်ပြည့်စုံသောအဆွေရှိသည့်စရန်စင်မင်းဟာမဟာတုပါဒာဆူလာတုပါဒာမိဖုရား2ပါးနှင့်အတူစေမောင်းများစွာချမ်းရန်ကဆန်နေတော်မူပါတယ်တနေ့တော့စင်မင်းဟာအင်ဂျင်မန်ကိုဥကွင်းဖြင့်ဝစ်တိုက်၍အင်ဂျင်မန်ဝစ်ဆောင်မှုတို့ကိုကြွေကြစေရာဆူလာတုပါဒာကိုပေါ်သို့16နှင့်ခါကျင်တို့ကိုလှုပ်တိုင်းကြလေ၏မဟာတုပါဒာဘောသို့မူလှုပ်လိုက်တိုင်းပန်းဝင်ပန်းမုံတို့သည်သာကြ၏ထိုချင်းရာကိုမြင်သောဆူလာတုပါဒာသည်စင်မင်းကမဟာတုပါဒာဘောအချစ်ပိုသည်ဟုမြင်ကအညှိုးဖွဲ့ခဲ့ပါတယ်တပံစင်မင်းဟာစရန်အိုင်သို့ဆင်းကရေကစားတော်မူသည်တွင်နေရဲနေသောဗရုံမဂျပန်တို့ကိုနှာရမြင့်သည်ပြီလေထိတ်နေဥခိ၌လင်းကြီးလေပုံဖက်ပြန်၍ဂျပန်တို့ကိုကျဲဖြန့်ကစားတော်မူသည်တွင်ကျွမ်းကျန်သောဂျပန်တို့သည်မဟာတုပါဒာအားရှေထားပြီးတည်တနာတော်မူပါတယ်ဇူလတပုပါဒာမှာမူထိုဖြစ်ကြောင့်ဒုတိယကြိမ်ရန်ညိုးဖွဲ့စိတ်နာကောင်900သောပြည့်စိတ်ကဗုဒ္ဓအရှင်မြတ်တို့အားကြာဆွဲကြရင်ကြာပြားရည်တို့ကိုကတ်လူ၍ဆုတောင်းခြင်းပြုခဲ့ပါတယ်ဤသို့လူဒန်းသောကုသကံကြောင့်နောင်တမလွန်ဘဝတွင်သူပါဒာအမည်ဖြင့်မိဖုရားကြီးဖြစ်လျက်အတိတ်ဘဝဟောင်းကိုတရိရသောဇာတိတ်တရဉဏ်ကိုရ၍စရန်စမင်းအားသိစေကအဆွေတော်အစုံဖြတ်ယူနိုင်ပါစေဟုဆုတောင်းခဲ့ပါတယ်။အဲဒီလိုဆုတောင်းပြီးနောက်အစာရည်သာမမီဝဲပဲနေ၍မကြမီတည်ဆုံးလေ၏။တည်ဆုံးပြီးတော့ဆူလာသူပါဒာ၏ဆုတောင်းတိုင်းမရစ်မင်းကြီး၏သမီးတော်ဖြစ်ခါဗာယနတိမင်းကြီး၏မိဖုရားကြီးဖြစ်ခဲ့ပါတယ်။အတိတ်အတွင်းမှာပြန်ဆင်ခြင်းမိသောဆူလာတုပါဒာဟာစောနုဒရာမုတ်ဆူဟာစရန်စင်မင်းရှိရာအရက်သို့တွားခိုင်းခဲ့ပါတယ်။9ရက်မြောက်သောကောရိယာဒဇာဗလာများနှင့်တကွစားရည်ရိတ်ခါတို့ကိုယူဆောင်၍သောနုထမုတ်ဆူဟာယထာနှင့်ဟိမောနာနေဆက်သို့ထွက်ခဲ့ပါတယ်။အဲ့ဒီအကြီးကိုလည်းအသက်ကိုမငဲ့ကွယ်လာရာ9နှစ်9လ9ရက်ကြာသောအခါမှာစရန်အိုင်အတွင်းသို့သူဟာရောက်ရှိခဲ့ပါတယ်။မော်ဆိုကြီးဟာစရန်စင်မင်းရဲ့သွာလာနေထိုင်ရေစင်းရည်တက်အချက်လက်များကိုပေါအောင်၍ကြည့်ရှုမှတ်သားထားခဲ့ပါတယ်။မော်ဆိုသည်ဝိတာလမာတကအရက်၌အိုးမင်နိုင်ငံတူလျက်စင်မင်းဂျက်တန်ဒီနေရာကိုမှန်းဆကဥမင်အထက်ကအပဖောက်ပြီးလျက်ရသေးရန်အသင်ဖြင့်စင်မင်းရဲ့လာကိုစောင့်နေခဲ့ပါတယ်။နောက်တစ်နေ့မူတောက်ရောက်တဲ့အခါမှာစင်မင်းဟာမဟာတုပါဒာကိုတက်ပြားနိုင်တင်ကစင်ပေါင်းချံရလျက်ရေသွန်းချိုးမှုတော်မူခဲ့ပါတယ်။အဲဒီနောက်ဝိတာလမာတကအရက်၌ချင်းကပ်ပြီးကိုရီစစ်တော်မူရာမုတ်ဆိုးမှာအခါခွင့်သိမ့်ပြီဟုယူဆကလေးကြီးကိုအပီးပြပြီးလျင်မြားကိုအတကုံပစ်ခဲ့ပါတယ်။မုတ်ဆိုးပစ်လိုက်တဲ့မြားဟာစင်မင်းချက်တိုင်မှကြောကုန်းသို့ဖောက်ကကောင်းငင်ရန်သို့တက်သွားခဲ့ပါတယ်။အဲဒီအခါမှာစင်မင်းလည်းမြားတိမှန်သောတန်ရာကြောင့်တတော်လုံးပိတ်တင်တဲ့မြည်ဟီအော်ဟစ်ခဲ့ပါတယ်။မဟာတုဝရနဲ့စင်ပေါင်းတို့ဟာစင်မင်းရဲ့အတန်ကိုကြားလျင်ကြောက်လန့်ပြေးပြီးမှရန်သူကိုရှာဖွေခဲ့ကြပါတယ်။အဲဒီလိုရှာဖွေနေစဉ်မဟာတုပါဒာဟာစင်မင်းရဲ့ကိုဖေးမကယူရသွားပြုစုခဲ့ပါတယ်။ထိုအခါစင်မင်းသည်နောက်ထပ်မြားတစ်စင်းလာပါကမဟာတုပါဒာကိုထိမှန်ပြီးဆိုသဖြင့်ဗရိရဲ့စကားဖြင့်မဟာတုပါဒာကိုစကနာထိုးလိုက်ပါတယ်။မိဖုရားတပါးသောစင်တို့သည်ရန်သူကိုရှာနေကြပြီ။တင်ကရန်သူနဲ့ကြံရပါဖြစ်၍မရှာလေသလား။မဟာတုပါဒာသည်စင်မင်းထင်များမိဆိုသဖြင့်သုံးငိမ်
လက်ရာလေးရှိခိုးပြီးတော့ရန်သူကိုရှာရန်ထွက်သွားခဲ့ပါတယ်။စင်ပေါင်းနဲ့မဟာတုပါဒမိဖုရားတို့ရန်သူကိုရှာနေသည်အိမ်များချက်တွေကအခြားတစ်ပတ်မှလာဝင်မရှိအောက်ကသာဖြစ်မိအဲ့ဒီလိုတွေးတဲ့လျက်ခွာနှက်ချက်တွေတွင်ဥမေအမိုးပြင်များကျုပ်ပြက်ကမုတ်ဆိုးကိုတွေ့ခဲ့ပါတယ်။အဲ့ဒီအခါမှာမုတ်ဆိုးကိုတက်ရန်ကြံရွယ်တော်လဲတင်ကန်းချုံလျက်မုတ်ဆိုးကိုမြင်နေရန်သူဖြစ်တော်လဲတင်ကန်းဤဂုံကိုချိမွန်းလျက်တက်ရန်တင်မသိဟုဆင်ခြင်းကအချင်းမုတ်ဆိုးအကျဉ်သူသည်ကိုရင်း၌ကိလေသာအပြည့်ရှိအရင်တွေကိုဆုံးမခြင်းမရှိအဖေเจ้าကြောင့်တင်ကန်းကိုဝတ်ဆင်လျက်အဖေကျွတ်အတွက်ကျွန်ုပ်ကိုတက်ရသည်။အရှင်စမင်းအရှင်အားကျွန်ုပ်အကျွတ်အတွက်တက်ရခြင်းဒီမဟုတ်အရှင်မင်း၏အယောင်6ပါးထွက်သောစင်ဆွဲကိုမှဗန်လိုတော်မူသောသူပါတော်မိဖုရားကြီး၏အလိုကြောင့်သာတက်ဖြစ်ရခြင်းဖြစ်ပါသည်အဆွဲဖြစ်ရန်ကစေခိုင်းသူကမင်း၏ကလေးအဆွဲလိုရှိသူမှာသူပါတော်မိဖုရားဖြစ်ပြီးလေးနှစ်ပြခွင်းသူမှာကဖះကျွန်တော်မျိုးငါမိုက်သားဖြစ်ပါတယ်အဲဒီလိုပူပေါင်းကြံစီသူသုံးဝင်နဲ့ကျွန်တော်မျိုးတဦးတဲ့ကိုသာတတ်ပါကသိရပါမယ်ကရုဏာရှိထား၍တနာတော်မူပါကလည်းချမ်းသာရပါတော့မယ်တက်လူကလည်းတတ်ပါဗျာအဲဒီလိုတောင်းပန်လျင်စင်မင်းမှာရန်သူမုတ်ဆိုးအားတနာ၍အသက်ချမ်းသာပေးတော်မူပြီးလျင်တင်းရဲ့စကားမှာသူ့ဘာသာဟုသောအမည်ပါသည်ငါကောင်းစွာသိပြီးဤမိဖုရားအားအခြားမဟုတ်ငါ၏တတမြချစ်ခဲ့ရသောမိဖုရားဆုလာသူ့ဘာသာဖြစ်၏ငါဘောကျန်ရတဲ့သူ့ဘာသာဟာအဆွေကိုပိုင်လိုခြင်းမဟုတ်ငါ၏အပြစ်ကိုစားချက်၍ဉာဏ်ညိုးဖြင့်မာယာဆင်ခြင်းသာသည်ငါအားကျန်ရသည့်မိမဆိုး၏အမုန်းသည်ဤဘောဤများနှင့်ပြီးဆုံးပါသည်ခြင်းအကျိုးငါမဟုတ်ဆိုလဲဆုလက်များစွာရစေခြင်းကငါဤတောင်တန်းစံမိဖုရားမလာမီဆွဲတော်ကိုဖျက်ယူလောမဟုတ်ဆိုသည်လည်းအဆွဲကိုဖျက်၏သို့တော်လည်းဖျက်၍မရပဲရှိ၏ထိုအခါစင်မင်းဟာမိမိဆွဲတော်အားကိုယ်တိုင်ဖျက်ပြီးမှသာပြတ်မိဟုတွေးကမဟုတ်ဆိုတော်မှလှကိုတောင်း၍ကိုယ်တိုင်မိမိအဆွဲကိုဖျက်ခဲ့ပါတယ်ဖျက်တော်မူပြီးလျင်တရားမင်းမာနမင်းယမမင်းစသည်တို့၏အဖြစ်ကိုတောင်းတမတောင်းတပဲတပ်ပင်ကျူးတညံနှင့်ဖျားအဖြစ်ကိုသာတောင်းတတော်မူခဲ့ပါသည်ဤဆွဲကိုလူရသောကောင်းမှုသည်တပ်ပင်ညူတညံ၏အထောက်ပံ့ဖြစ်ပါစေတည်းအဲဒီနောက်မုတ်ဆိုးကိုဤလိုစကားဆိုခဲ့ပါတယ်အဆွေမုတ်ဆိုးသူ့ဘာသာကိုငါမှာကြားသည့်အတိုင်းပြောကြပါလေတခင်မ၏ဂျင်ရတော်စင်မင်း၏အဆွေနှစုကိုဖျက်ခဲ့ပါပြီသုံးရတော်မူပါကပြုကျင်တိုင်းသုံးပါတော့ဟုလျှောက်ထားပါတပံငါပြုမိသည့်မပြောပါတော့သောအဖြစ်ကိုလည်းရန်ညိုးဖဲ့၍ရက်ဆက်စွာတပ်ဖြတ်ရတော်လေငါသည်မိဖုရားအားအပြစ်မမြင်ချစ်ခင်စိတ်ဖြင့်အဆွေကိုပေးလိုက်ကြောင်းနှစ်သက်ဝမ်းမြောက်တော်မူပါတော့ဟုတေလူလူဖြင့်မှားလိုက်ကြောင်းပြောကြပါလေစင်မင်းသည်အဲဒီလိုမှာပြီးရင်9နှစ်9လ9ရက်ကြာသည့်ခရီးကို9ရက်ခရီးဖြင့်ရောက်အောင်လမ်းပြ၍ထိုနေရာမှာတွင်ပွဲချင်းပြီးတည်ဆုံသွားခဲ့ပါတယ်နန်းတော်သို့ရောက်တော့မော်ဆုံးမှာအဆွေကိုမိဖုရားအားဆက်တာ၍ဖြစ်ကြောင်းကုန်စဉ်နဲ့စင်မင်းမာသဗျာကိုမိဖုရားဆုလာသူပါတာအားရှောက်တင်ခဲ့ပါတယ်။အဲဒီအခါမှာသူပါတာမိဖုရားဟာဆွေတော်နှစ်စုကိုပြင်ဝယ်ပိုက်ကတောကအပူမီတောက်၍ငိုကြွေးခဲ့ပါတယ်။ငိုကြွေးရင်အညို့ကြောင့်ဖြစ်ရသောအဆိုးတရားတို့ကိုဆင်ခြင်နှောင်တရပြီးနှောင်နှားနှင့်တူယူချုံမြအပူလုံးကြွကနှလုံးကြည်ခွဲနှဲ့ရင်ခွင်တွင်ရင်ခွဲ၍နှက်ရွာဆန်ခဲ့ပါတယ်။